အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ပြောပြပေးတော့မယ့်အကြောင်းလေးကတော့ content creator လုပ်ပြီး YouTube ကနေပတ်စံရှာဖို့အတွက်ဘယ်ကနေစပြီးလုပ်ရမှန်းမသိတဲ့သူတွေ content creator အကြောင်းကိုလည်းလေ့လာရင်ပတ်စံနဲ့ရနိုင်မဲ့ application 3ခုအကြောင်းလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကိုကအခုမှစပြီးတော့ online ကနေပတ်စံစရှာမဲ့သူဆိုရင်တော့ဖုန်းထဲမှာဒီ application 3ခုရှိထားခြင်းအသင်ကိုပတ်စံရအောင်ပြုလုပ်ပေးနိုင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုဆုံးထိမကြော်ပဲကြည့်ပေးဖို့အတွက်မျှော်လင့်ပါတယ်။ Okay ဒါဆိုကျွန်တော် online ကနေပတ်စံရှာလို့ရတဲ့ application 3ခုအကြောင်းလေးစလိုက်အောင်။ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့် application 3ခုကတော့ဖုန်းတစ်လုံးရှိရင်လည်းအလွယ်တကူပတ်စံရှာလို့ရတဲ့ free mining app တွေပဲဖြစ်ပါတယ်။ကျွန်တော်ဒီ application 3ခုကိုတော့ Play Store ကနေအလွယ်တကူ download ရပါတယ်။ application နာမည်တွေကတော့ Robot Fit နဲ့ Bitcoin Free Mining တွေပဲဖြစ်ပါတယ်။ကျွန်တော်ဒီ mining တွေကလက်ရှိမှာဆိုရင်ပတ်စံအမှန်ကန်ပေးနေတဲ့ mining တွေပဲဖြစ်ပါတယ်။ပတ်စံဆိုတာထက်ဒီကောင်တွေက crypto ပေးတာဖြစ်ပါတယ်။ကျွန်တော် Bitcoin Free Mining မှာဆိုရင်လည်း Bitcoin တွေကို free စုသွားလို့ရပါတယ်။ကျွန်တော်ဒီနေရာမှာရေးကြီးတဲ့တစ်ခုပြောဖို့ကြံခဲ့ရရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ free mining လုပ်မယ်ဆိုရင်ငွေလက်ခံဖို့အတွက် wallet အရေးကြီးပါတယ်။ကျွန်တော်လိုအပ်တဲ့ wallet ကတော့ NC wallet ပဲဖြစ်ပါတယ်ကျွန်တော်ဒီ free mining လုပ်နည်းနဲ့ငွေထုတ်နည်းတွေကိုလည်းကျွန်တော်ရဲ့ YouTube channel မှာတင်ပေးထားတာရှိပါတယ်ကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကိုသွားပြီးတော့ playlist ထဲကိုဝင်လိုက်ပါဒီ playlist ထဲမှာဆိုရင်တော့ free mining ခေါင်းစဉ်နဲ့ကျွန်တော် free mining ကြောင်းလေး video စုပေးထားတာရှိပါတယ်အဲ့ထဲမှာဝင်ကြည့်လို့ရပါတယ်အဲ့ထဲမှာဆိုရင်ကျွန်တော်တို့ ROH coin mining လုပ်နည်းငွေထုတ်နည်းတွေအပြင် Bitcoin free mining လုပ်နည်းနဲ့ပြန်ထုတ်နည်းတွေကိုပါကျွန်တော် video လေးလုပ်ပေးထားတာရှိပါတယ်အဲ့ video တွေကိုကြည့်ပြီးတော့ကျွန်တော် free mining လုပ်နည်းနဲ့ငွေထုတ်နည်းတွေကိုလေ့လာလို့ရပါတယ်ဗျကျွန်တော် channel လေးကို subscribe လုပ်ရတဲ့ subscribe လေးလုပ်ထားပြီးတော့ဘေးနဲ့ notification ခေါင်းလောင်းလေးလည်းတီးထားပေးပါဦးကျွန်တော် channel မှာတော့ online နဲ့ပတ်စံရှာလို့ရတဲ့အကြောင်းတွေကိုအမြဲတင်ဆက်ပေးနေတဲ့ channel လေးလည်းဖြစ်ပါတယ်ဗျ Okay ဒါဆိုကျွန်တော်တို့ဒီ free mining 3ခုအကြောင်းလေးဆက်ပြီးတော့ပြောလိုက်အောင်ဒီ free mining နဲ့3ခုတွေကတစ်ခုဖြစ်တဲ့ robot mining ဒီ mining ကတော့ကျွန်တော်တို့3နာရီတစ်ချိန်ဝင်ပြီးတော့ mining လုပ်ပေးရတာဖြစ်ပါတယ်ဘာမှလုပ်စရာတော့မလိုပါဘူး3နာရီတစ်ချိန်ပြည့်ရတဲ့ကျွန်တော်တို့လာပြီးတော့ step mining ဆိုတာကိုနှိပ်ပြီးတော့ mining လုပ်ပေးရုံပါပဲကျွန်တော်တို့ဒီ mining တွေကပြန်ထုတ်မယ်ဆိုရင်တော့ 0.1 ROH ပြည့်ရတဲ့ထုတ်လို့ရပါတယ်ငွေလက်ခံဖို့ကတော့စောစောကကျွန်တော်ရှေ့မှာပြောခဲ့တဲ့ NC wallet နဲ့ပဲလက်ခံလို့ရပါတယ်ကျွန်တော်ဒီလို mining တွေကပတ်စံရှာရတာအရန်လွယ်ပါတယ် Okay ကျွန်တော်တို့ဒီဒုတိယကောင်ကတော့ Robot Fit Mining ပဲဖြစ်ပါတယ်ဒါကတော့ပထမရှိရကောင်နဲ့အတူတူပါပဲ3နာရီတစ်ချိန်ဝင်ပြီးတော့ mining လုပ်ပေးရပါတယ်ဒီနေရာမှာပို့သွားတာလေးတစ်ခုကကျွန်တော်တို့ mining လုပ်ဖို့အတွက်အပေါ်က stat ဆိုတဲ့နေရာမှာကဏ္ဍတွေရှိနေဖို့တော့လိုအပ်ပါတယ်ဒီကဏ္ဍတွေရဖို့အတွက်လည်းကျွန်တော်တို့လမ်းလျှောက်တာဒါမှမဟုတ်ဖုန်းကိုလှုပ်တာမျိုးလုပ်ပြီးတော့ကဏ္ဍတွေစုသွားလို့ရပါတယ်ဒီနေရာမှာကိုက stat 900 800ဆိုရင်ကျွန်တော်တို့ mining ကအချိန်ကြာအထိတူပေးပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီပထမ mining နှစ်ခုဖြစ်တဲ့ robot free mining နှစ်ခုကြောင်းလေးအားလုံးနားလည်မယ်လို့တူပါတယ်ဒီကောင်နှစ်ကောင်ရဲ့ပေါက်ဈေးကတော့တစ်ကွိုင်ကို$1နှုန်းရှိပါတယ်ဖေကျွန်တော်တို့ဒီ3ခုမြောက် mining ကတော့နာမည်ကြီးနေတဲ့ Bitcoin free mining ပဲဖြစ်ပါတယ်ကျွန်တော်ဒီ Bitcoin mining ကတော့24နာရီတစ်ချိန်ဝင်ပြီးတော့ mining လုပ်ပေးရတာဖြစ်ပါတယ်ကိုက mining မှာပတ်စံများများလိုချင်နေဆိုရင်တော့ကြော်ညာတွေကြည့်ပြီးတော့ mining speed ကိုတိုးပြီးတော့တူးလို့ရပါတယ်ကျွန်တော်တို့ကြော်ညာတစ်ပုတ်ကြည့်ရဆိုရင်တော့ 5.6 GHz နှုန်းရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ mining speed ကပို့ပြီးတော့များလာမှာဖြစ်ပါတယ်ဒါဆိုရင်တော့ပတ်စံပို့ပြီးရပါတယ်ဒီကောင်ပြန်ထုတ်တဲ့အခါမှာလည်းကျွန်တော်တို့ကြိုက်တဲ့ exchange ကိုအသုံးပြုပြီးထုတ်လို့ရပါတယ်ဘိုင်းနဲ့ထုတ်လဲရပါတယ်ဗျကျွန်တော်ငွေထုတ်တွေကိုလည်းကျွန်တော် channel မှာတင်ပေးထားတာရှိပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီ free mining 3ခုကြောင်းအားလုံးနားလည်မယ်လို့ထင်ပါတယ်ကျွန်တော်ဖုန်းထဲမှာဒီ application 3ခုရှိထားမယ်ဆိုရင်တော့ online ကနေအလွယ်တကူပတ်စံရှာလို့ရပါတယ်ဗျကျွန်တော် online ကနေပြီးပတ်စံရှာလို့ရတဲ့ application 3ခုကြောင်းလေးကတော့ဒါလောက်ပါပဲဗျကျွန်တော် video လေးကိုဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ application 3ခုလင်းကိုလည်းဒီ video ရဲ့အောက်မှာဝင်ကြည့်လို့ရပါတယ်